လုံးတွေတော့တည်တယ်ဒါပေမဲ့ speaking မပြောနိုင်ဘူးဒီလိုပြဿနာမျိုးလူတော်တော်များရှိရပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းစလုံးတွေရောကြက်ထားတယ်ဒါပေမဲ့စလုံးတွေကိုတကယ်အပြင်မှာစကားပြောတဲ့ခါကျလို့ရှိရင်သတိမရဘူးမသုံးဖြစ်ဘူးပေါ့နော်မသုံးနိုင်ဘူးဒီပြဿနာတွေဆိုတာ effective ဖြစ်မယ်ထိရောက်မယ်ထင်တဲ့ tips လေးတွေကိုထုတ်ထားတယ်ပေါ့နော်ဒါဆိုတော့ကိုယ်တိုင်လည်းဒီ tips တွေကိုစမ်းလုပ်ကြည့်ခဲ့လေ့လာကြည့်ခဲ့ပေါ့ကိုလုပ်ကြည့်ပြီးမှအထိရောက်ဆုံးနီးလန်းတွေကိုရွေးထားတာပေါ့နော်ဒါကြောင့်မို့အားလုံးလည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကဲဆိုတော့ပြောတဲ့ဟာလေးနည်းနည်းတော့အလုပ်ရှုပ်တယ်ဘာလို့ဆို vocabulary ကဒီလိုဒီတိုင်းကြက်လို့ရတဲ့ဟာမဟုတ်ဘူးသူကမသိစိတ်ထဲကိုဝင်သွား automatic ကိုယ့်ကိုအလိုလိုမှတ်လိုက်တဲ့ဟာပဲပြန်သုံးမိရဆိုတော့လေအဲ့တော့ vocabulary ကို intention နဲ့ကြရတာမှတ်ရတာနည်းနည်းတော့အလုပ်ရှုပ်တယ်ဆိုတော့အခုပြောမယ့်ဟာလေးကပုံမှန်ထက်တော့အလုပ်နည်းနည်းပိုသွားမယ်ပေါ့နော်ဒါပေမဲ့မှတ်မိမယ်လို့ထင်ပါတယ်နောက်ပိုင်းလည်းပြန်သုံးနိုင်မယ်ပေါ့နော် let's get startedအဲ့တော့ဆိုတော့ vocabulary လုပ်တဲ့အခါကျလို့ရှိရင်မဆက်ဆက်တဲ့စလုံးတွေကိုပြန့်ကျဲနေ random မှတ်တာမျိုးမဟုတ်ဘဲနဲ့ဒီ topic တစ်ခုနဲ့ topic အလိုက်သွားပေါ့နော် speaking topic လေးတွေနဲ့သွားဒီနေ့ weather နဲ့ပတ်သက်တဲ့ vocabulary လေးလာမယ်ဆိုလို့ရှိရင်သူ့ရဲ့အောက်မှာဒီ topic ရဲ့အောက်မှာ cloudy sunny rain windy ဒီလိုစလုံးတွေရှိရပေါ့နော်အဲ့လိုမျိုးသူ့ family နဲ့သူသွားမယ်ဟိုလိုမျိုးပြန့်ကျဲနေဟိုတစ်လုံးဆိုလို့ရှိရင်မမှတ်မိဘူးပေါ့နော်3နဲ့3ဖြစ်မှာမဟုတ်ဘူးကဲနောက် tip number 2ကကြတော့ဒီစလုံးအမျိုးအစားကိုလေ့လာမယ်ပေါ့နော်တခါတည်းစလုံးတွေကြည့်တဲ့အခါမှာဒီကအဓိပ္ပာယ်ကိုလေ့လာမျိုးမဟုတ်ဘဲနဲ့ဒီစလုံးရဲ့အမျိုးအစားဒါက noun လား verb လား adjective လားဆိုတော့တခါတည်းခွဲပြီးတော့မှတ်ပေါ့နော်အကယ်ကိုက noun တွေ verb တွေ adjective တွေမသိဘဲနဲ့စလုံးယူဒီတဲ့အဓိပ္ပာယ်နဲ့တွဲကြည့်လိုက်တဲ့အခါကျလို့ရှိရင် sentence သုံးတဲ့အခါမှာစကားပြောတဲ့အခါကျလို့ရှိရင်ဘယ်လိုသုံးရမလဲမသိတော့ပြီးလို့ရှိရင်နောက်ပါပြဿနာဖြစ်လို့ဆိုရှင် broken english တွေဖြစ်တတ်တယ်ပေါ့နော်အမှားတွေပြောမိတတ်တယ်ပြီးရင်နောက် number 3ကကြော်ဒီ operation ပိုင်းပေါ့နော်တကယ်လက်တွေ့လုပ်ရမယ်ဟုတ်ပြီခုနကဆိုတော့ weather နဲ့ပတ်သက်တဲ့ vocabulary လောက်ထားပေးထားပါတော့အဲ့တော့weather ဆိုတော့ speaking topic ရဲ့အောက်မှာ speaking practice လုပ်မယ် speaking လေ့ကျင့်မယ်ပေါ့နော်အဲ့လိုလေ့ကျင့်နေရင်ခုနကသင်ထားတဲ့စလုံးလေးတွေကိုမတိမတာလေးညက်ပြီးတော့ထည့်သုံးပေးအဲ့လိုသုံးပေးမှမှတ်မိမှာပေါ့နော်ဘယ်လိုမျိုး practice လုပ်လို့ရလဲဆိုလို့ရှိရင်ဆိုတာအမြဲတမ်းပြောခဲ့ပြီးဒီ1 minute method နဲ့ practice လုပ်လို့ရပါတော့10 minute ဆက်တိုင်းဒီ topic ကိုပြောတာမျိုးတမ်းမပြောနိုင်ဘူးဆိုလို့ရှိရင် notes ထုတ်လို့ရတယ်လောက်ထားတဲ့ notes လေးကိုကြည့်ပြီးတော့ပြောကြည့်ဒီ speaking နဲ့ဆက်ပြီးတော့သုံးကြည့်ပေါ့နော်အဲ့ဒါကြောင့်မလို့ခုနကလည်း speaking related ဖြစ်တဲ့ topic ကိုပဲရွေးခိုင်းပြီးတော့အဲ့ဒီ vocabulary လုပ်ပြီးဆိုမှ speaking နဲ့တွဲလုပ်တဲ့ဟာမျိုးပေါ့နော်ဥပမာဆိုလို့ရှိရင်က talk about your favorite type of weather and why ကိုအကြိုက်ဆုံးရတဲ့ဥတုကိုဘာကြောင့်ကြိုက်တယ်လဲဆိုတာပြပြပါပေါ့နော်ဒီလို speaking topic ရဲ့အောက်မှာပြောနေနေဒီစလုံး3-4လုံးလောက်ထည့်ပြီးတော့သုံးပေးသွားပါနောက်ဆုံး tip number 4ကဒီ vocabulary တွေကိုရေရှည်မှာမှတ်မိချင်တယ်ဆိုလို့ရှိရင်multiple exercise လေးလုပ်တာကောင်းတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီကွက်လက်ဖြည့်တာတို့ matching ဘယ်နဲ့ညာနဲ့တွဲတာတို့ပြီးလို့ရှိရင် sentence writing နဲ့ထည့်တာတို့ဒီလိုမျိုး exercise တွေများလုပ်လေမှတ်မိလေပေါ့နော်ဒီ exercise တွေကဆိုတော့ ChatGPT တို့ဘာမှလုပ်ခိုင်းလို့ရတယ်ကွာဒီကိုလုပ်ချင်တဲ့ exercise လုပ်ချင်တဲ့စလုံးလေးပို့ပြီးလုပ်ခိုင်းလို့ရတယ်အဓိကတော့ speaking ပြောတဲ့အခါမှာသတိထားပြီးတော့ထည့်သုံးပေး self awareness လေးရှိပေးပေါ့နော်ပြီးငါဒီနေ့တော့ဒီစလုံးလေးသုံးမယ်ဒီ speaking practice လုပ်တဲ့အခါမှာဒီဆက်တဲ့ဒီ3လုံးသုံးမယ်4လုံးသုံးမယ်ဆိုပြီးတော့ကိုယ့်ကို challenge လုပ်ကြည့်ပါရေရှည် long term ဆိုတော့တခြားလုပ်ရမှာပေါ့နော်မမေ့ဝါချင်လို့ရှိရင်ဆရာတောက်ကဒီလိုမျိုးနည်းလေးနဲ့လုပ်ကြတာအဆင်ပြေရပေါ့နော်ပြီးနောက်အရေးကြီးတာသူများကိုပြန်သင်ပေးကြည့်ဒါမှမဟုတ်လို့ရှိရင်ကိုဆရာလုပ်တိုင်းဆော့ကြည့်ကွာအဲ့လိုသူများကိုသင်ပေးလို့ရှိရင်ကိုကပို့ပြီးတော့မှတ်မိရမြင်များသင်လေးမြင်များမှတ်မိလေးသင်ပေးကြည့်ပေါ့နော်